စင်ကာပူကိုသွားရောက်ဖို့အိမ်မက်တွေရှိနေပြီလားဘဝကိုအသစ်ကပြန်စားဖို့ရည်မှန်းချက်တွေပြေဝလာလိုအပ်တဲ့အကူအညီများအကောင်းဆုံးဝန်ဆောင်မှု